ကျွန်တော်ဒီနေ့သွားရောက်ခဲ့တဲ့ဇီဒီတော်နှစ်စုကတော့တကယ့်သမိုင်းဝင်နေရာတွေဖြစ်ပြီးဖူးမြော်နိုင်ရန်အတွက်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့တွန်လေးမြို့နယ်ဖျားကြီးကြီးရွာဒေသခေါ်တော့ဖလက်ကြီးပေါ့နော်ဖျားကြီးကြီးရွာမှာရှိတဲ့စံတော်ကျိုးဇီဒီတော်မြတ်ကြီးကိုလာရောက်ဖူးမြော်တာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါပြီးတော့ဖူးမြော်ကြပါဦးခင်ဗျာမြတ်စွာဘုရားရှင်ရဲ့စံတော်ရှစ်စုကိုပြည့်ဆောင်လာခဲ့တဲ့တပုဒ္ဒနဲ့ဗလီကာဂုံတဲ့ညီနောင်ဟာဆိုရင်တွန်တီးမြို့နယ်ကပင်းရွာသားများဖြစ်ကြပါတယ်ရွှေတကုံဇီဒီတော်မှာတီထားကိုယ်ရန်အတွက်စံတော်တွေကိုပြည့်ဆောင်ရမှာရှိရခင်ကဒလာတော်ကြီးတန်းလို့ခေါ်တဲ့ယခုအခါကောညံကုန်းကော့မှုတွန်တီးမြို့နယ်များမှာတခြားပြည့်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီလိုပြည့်ဆောင်လာခဲ့တဲ့လမ်းတစ်လျှောက်စံတော်တွေကိုကျူဆူတဲ့နေရာတွေမှာအထိမ်းအမှတ်အနေနဲ့ဇီဒီတော်ကိုးစုကိုတည်ထားကိုရခဲ့ပါတယ်။ယခုမြင်တွေ့နေရတဲ့တွန်တီးမြို့နယ်ဘုရားကြီးရွာမှာရှိတဲ့စံတော်ကျိုဇီဒီယာဆိုရင်လည်းတဆူပါဝင်ဖြစ်ပါတယ်ခင်ဗျာ။ဖျားကြီးကြီးရွာမှာရှိတဲ့ဒီစံတော်ကျိုးစီတော်ကိုတွားရောက်ဖူးမြော်မယ်ဆိုရင်ရန်ကုန်တွန်တီးလမ်းမကြီးတိုင်းတွားရောက်ရမှာဖြစ်ပါတယ်။ကံဘက်လမ်းစုံမီးပွိုင်းမှာဘယ်ဘက်သို့ချိုးပြီးကွန်ပူလန်းအတိုင်း15မိနစ်ခန့်မောင်းလိုက်မယ်ဆိုရင်ဖျားကြီးရွာကိုရောက်ရှိမှာဖြစ်ပြီးဇီဒီတော်ဟာဆိုရင်ကားလိုက်ရဲ့ညာဘက်လမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာ။အခုမြင်တွေ့ရတော့ထီတော်ကြီးကတော့အရင်ကတ်လူထားတဲ့ထီတော်ပါအခုကတော့ထီတော်အသက်ကိုပြန်လဲပြီးတော့ယူရမ်းထားပါတယ်ဇီဒီတော်နဲ့ဇီဒီတော်ပတ်ဝန်းကျင်ဟာဆိုရင်တိတ်ဆိတ်အေးချမ်းလာပါတယ်ကျွန်တော်ဒီစံတော်ကျိုးဇီဒီတော်ကြီးကိုဖူးမြော်လို့အပြီးမှာနောက်ထပ်သမိုင်းဝင်ဇီဒီတော်တစုဖြစ်တဲ့မောင်တီးဇီဒီတော်ကြီးစီတို့ဆက်လက်ထွက်ခွာခဲ့ပါတယ်ခင်ဗျာမောင်တီးဇီဒီတော်ကြီးဟာဆိုရင်ရန်ကုန်မြို့မှလာရင်ကံပယ်လမ်းစုံမှာ9မိနစ်ခန့်မောင်းလျင်ကားလမ်းရဲ့ဘယ်ဘက်အချမ်းမှာတည်ရှိပါတယ်မောင်တီးဇီဒီတော်ကြီးဟာဆိုရင်တကယ့်သမိုင်းဝင်ဇီဒီတော်ကြီးဖြစ်တာကြောင့်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖူးမြော်ကြပါဦးခင်ဗျာမောင်တီးဇီဒီတော်ကြီးဟာဆိုရင်ပကံကိတ်ကအနော်ရထားမင်းကြီးကိုယ်တိုင်တီထားကိုရခဲ့တဲ့ရှေးဟောင်းကဝင်ဇီဒီတော်ကြီးဖြစ်ပါတယ်ဇီဒီတော်တစုလုံးကိုကဝင်ကြောင်များနဲ့တီထားတာဖြစ်ပါတယ်ဒီမောင်တီးစီဒီမှာတွေ့ရတဲ့ဂျိုတိုင်းလေးမှာဆိုရင်ကြောက်ထီးလေးနဲ့ဂျိုတိုင်းလေးတွေဖြစ်ပါတယ်တခြားနေရာမှာဆိုလည်းတောင်တော့မတွေ့ရဘူးเนาะကြောက်ထီးလေးတွေကြောက်ထီးနဲ့ဂျိုတိုင်းနဲ့ဟာပုံစံလေးတွေကဆန်းဆန်းလေးတွေလောက်ထားတာပေါ့နော်တူတူဆန်းဆန်းပုံစံလေးတွေတွေ့ရပါတယ်ယခုအခါဇီဒီတော်ကိုပြန်လည်ပြုပြင်မွမ်းမံထားတာကြောင့်ဇီဒီတော်ရဲ့အပေါ်ပိုင်းဟာရွှေရောင်ပြင်ဖူးမြော်ရမှာဖြစ်ပြီးအောက်ခြေမှာဆိုရင်ပကံခိတ်ကဂွင်ကြောင်များနဲ့တည်ထားတာကိုယနေ့ခေတ်အထိတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာဇီဒီတော်ရဲ့ပတ်ဝန်းကျင်ဟာတိတ်ဆိတ်နေတာကြောင့်အေးချမ်းစွာဖြင့်ဘုရားဖူးမြော်လို့ရပါတယ်ခင်ဗျာဒီမောင်တီးဇီဒီတော်ကြီးရဲ့သမိုင်းကြောင်းကိုအမှတ်မှားနေကြတဲ့အတွက်မောင်တီးဇီဒီတော်ရဲ့ဂောပကဥက္ကဋ္ဌဖြစ်တဲ့အဘာဦးစိန်လိုင်ကယခုလိုရှင်းပြထားပါတယ်ခင်ဗျာအခုကပင်းလို့အခုလောလောဆယ်မှာကပင်းလို့ခေါ်တယ်
ဒါပေမဲ့ဟိုတုန်းကသမိုင်းမှာရှိတာကဂျပန်တီဟိုမယ်လို့သူကမြို့ဟောင်းလို့တွေ့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီနေရာကဒီရန်ကုန်ကိုကူးတန်းရောင်းဝယ်ရေးမလုပ်နိုင်တဲ့ချိန်တုန်းကဒီနေရာကဒါပင်လယ်ရချာကိုကူးတန်းနဲ့သင်္ဘောတွေစိုက်တဲ့စိတ်ကမ်းမျိုးလိုပေါ့နော်အဲ့မှာဇလန်းတော့မဟုတ်ဘူးဒေချာတိတိကျကျပြောနိုင်တော့တဖုတ်တနဲ့ပလိကဒီဆန်တော်ရှစ်စုပြင်လာတဲ့တဖုတ်တနဲ့ပလိကကသူကဒီကနေပြီးတော့အိန္ဒိယကိုသူကကုံရောင်းကုံဝင်သွားခဲ့တာဒီရွာသားတွေအခုတော့ရွာပေါ့နော်ဟိုတော့ဒီမျိုးသားပေါ့တဖုတ်တနဲ့ပလိကကဒီမျိုးသားတွေဖြစ်တယ်ရောတော်တေးကတော့ကိုယူကြရှိတာပေါ့နော်ဟိုဆန်တော်ရှစ်စုပြင်လာတယ်ဆိုတာကတွန်လေးသားတွေပေါ့ဟောတော့အုံရွာရအောင်နော်ဟုတ်ပါတယ်အုံရွာတဲ့နေရာဟောအဲ့ရှစ်စုပြင်လာပြီးတဲ့အခါကျအခုခြေတကူဇေဒီတော်မြတ်ကြီးမှာထားမလာပြီးတည်ခဲ့တယ်ပေါ့နော်အဲ့အနော်သာမင်းကြီးရဲ့ပေါင်းမှုတော်စစ်ဖြစ်ပါတယ်ဟုတ်ကဲ့1046ခုနှစ်မှာနန်းတက်တယ်ဟုတ်ကဲ့48ခုနှစ်မှာသူကအထုံဒီကတော့ကိုအောင်မြင်တယ်ဟုတ်ကဲ့အဲ့မှာပြန်လည်ပြီးတော့ခြီလာပြီးတော့ဒီမှာသူကယာယီညမ်းတယ်ပြီးတော့ဒီစီရီကိုတည်တာ2နှစ်ကြာဟုတ်ကဲ့2နှစ်ကြာတဲ့ဒါကြောင့်အားလုံးပညာရှင်တွေသတ်မှတ်ထားတဲ့ခုနှစ်က1050ခုနှစ်ဒါသူရဲ့နန်းတက်တဲ့နှစ်နဲ့ဒါပြီးမြောက်တဲ့နှစ်ကိုတိတိကျကျဟုတ်ကဲ့မှတ်တမ်းတင်နေတာရှိတယ်ပေါ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဒီနေရာမှာလွဲစီရရှိတယ်ချုပ်ပြောနေတာမောင်ဒီဟုတ်ကဲ့ကျွတ်နော်ဟုတ်ကဲ့အခုဒီစီကမောင်ဒီမဟုတ်ဘူးဟုတ်ကဲ့မောင်တီစီတော့မောင်တီစီဟောဘာလို့မောင်တီဆိုတာကအောင်စီအောင်မောင်ကြီးတီးပြီးတော့စစ်ချီခဲ့တဲ့အောင်ကြီးဘုရားဖြစ်တဲ့အတွက်တော့သူကမောင်တီစီလို့နော်ဟုတ်ကဲ့ဘွဲတော်ရှိတယ်ဟုတ်ဆိုမောင်တီဇလန်းကဟိုဘက်မှာတခဝရံဆိုရင်မြို့ဟောင်းရှိတယ်ဟုတ်ကဲ့ဒီခေတ်တော့တခဝရံမင်းသမီးနေခဲ့တဲ့နန်းပေါ့နော်ဟုတ်ကဲ့ဒါလည်းရှိတယ်ဟုတ်ကဲ့ဆိုတော့အခုလောကမှာသူကမောင်တီနဲ့လာပြီးတော့ရောရှက်နေကြအမှတ်မှားနေကြတာပေါ့မှန်အဲ့သမိုင်းကိုရောစီခြင်းတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဘုဘကသမိုင်းကမောင်တီဆိုတာမင်းသားနဲ့အကောင့်ရမင်းသမီးနဲ့ကြီးကြရှိတဲ့ဇာတ်လမ်းရှိတယ်ဟုတ်ကဲ့ရိုးဟောင်းနေရှိတယ်အခုလည်းရှိတယ်ဟုတ်ကဲ့ဒီဘက်ကလောထာမီအထုံအောင်တဲ့အတွက်ကြောင့်တည်ရတဲ့ဒါမောင်တီစီကြီးဟုတ်ကဲ့နော်ဒီလိုဟုတ်ကဲ့မှားရပါမယ်ဟုတ်ကဲ့ခုနပြောခဲ့တဲ့ကြောက်စာမှာသူကနာဂရီကြောက်စာနဲ့ရှေ့ကြဆုံးကြောက်စာပေါ့နော်ဟုတ်ကဲ့နာဂရီကြောက်စာနဲ့ရေးခဲ့တာဒီနာဂရီကြောက်စာကိုပါဠိမှာပြန်ထားတဲ့မြန်မာလိုပြန်ရင်တော့ကြီးဆုံးမြေလို့ဖြစ်တော်မူသောငင်္ဂလာကျက်တည်ကောင်းတဲ့ပြည့်စုံတော်မူသောမင်းကြီးငါနောစာကြီးဤစိတ်တော်မြတ်ကြီးကိုကိလေသာဝကာမဝဝိပါကဝတ္တိဟုသောဝတ္ထုမမကျင့်လွတ်ပါရစေခြင်းအကျိုးငါတည်တော်မူခဲ့၏လို့ဆိုတော့ဒါသူ့ရဲ့ဆုတောင်းမထနာကအမြင့်နဲ့ဟုတ်ကဲ့ဒီသုံးတော့ကလွတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတဲ့ဆုတောင်းနဲ့တင်ထားတဲ့စီဒီတော်ဖြစ်ပါဟုတ်ကဲ့ပါနောက်တစ်ခုကလေးမြတ်ထားရတာကဒီမိကသုံးမှုကိုတထုံကပြင်းဆောင်လာပြီးတော့လာတဲ့အခါမှာဒီကိုပထမဦးဆုံးရောက်ခဲ့ဒီနေရာမှာသူကနားပြီးတော့မှဒီစီရီကိုတည်တော်မူတယ်ဒါသင်ရှားတဲ့လုံးရတစ်ခုဟုတ်ကဲ့နောက်တစ်ခုကမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာစတင်ပြန်ပွားနိုင်မှုဟာဒီစီဒီရဲ့ပထမမူတည်တဲ့စီဒီတော်မြတ်ဖြစ်ပါတယ်ဆိုတော့မှတ်ထားရမှာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကြောက်စာရဲ့ခံငယ်မှာပြောနိုင်တယ်အနေထားပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့အခုတို့ပြောပြီးရတယ်ကျေးဇူးတင်ပါတယ်မေးချင်တာလည်းမေးပါဟုတ်ကဲ့ဆိုတော့ခုနဇလန်းမရောစေချင်မရောစေချင်ဟုတ်ကဲ့ပါဟောတော့အောင်စီအောင်မောင်းတီးပြီးတော့စစ်တိုက်ခဲ့တာတော့နော်ထမင်းကြီးကပကံကစုံစင်းလာတဲ့အခါမှာဟိုဘက်မှာရေတွေညစ်နေတဲ့အတွက်သူသွားလို့မရဘူးတော့ဒီကုန်းမရဲ့အစွန်ဆုံးဖြစ်တဲ့ဒီနေရာမှာသူကယာယီနိုင်နေတယ်ဒီကမှသူကတထုံလွတ်ကြတယ်
တထုံဘယ်လန်းသွားလဲဆိုတော့အခုတောင်ငူဘက်ကဖြတ်ပြီးတော့ ဟော ဒီကနေသွားတယ်တောင်ငူဘက်ကနေဖြတ်ပြီးတော့သူတထုံသွားတော့ပေါ့နော် ဟော အဲ့လမ်းကြောင်းကဒါကသူ့ရဲ့စစ်ချီတက်ပုံကအမှန် ဟော ဒါကြောင့်မို့ဒီနေရာမှာသူကနှစ်နဲ့ချီပြီးတော့နေတယ် ဟော နေတဲ့အတွက်ကြောင့်ဒီစီဒီကိုသူအောင်တော့တည်တယ် ဟော ထို့တူပဲနော်ဒီမှာလာတဲ့ပုံကိုယ်တွေစုတောင်းပထနာပြည့်တယ် ဟော ဘာလို့ဆိုတော့ तू ကသူ့စုပန္နာကြီးတယ်ပေါ့နော် ဟုတ်ကဲ့ ဆိုတော့ဒီမှာလဲဦးလေးတို့အခုမြင်တွေ့နေရတဲ့အရောက်လာကြတဲ့ပုံကိုယ်တွေအောင်မြင်တာ ဟုတ်ကဲ့ ရနှုံးပြပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အဲ့လိုရှိတယ် ဟုတ်ကဲ့ နော်နောက်တစ်ခုကအခုတပောင်ပေါ့နော် ဟုတ်ကဲ့ ဘာရှိလဲဆိုတော့အကြောင်းကြီးနေမောင်းတီးဝင်၍အကြောင်းကိုပြုမောင်းကိုထုသောဇေဒီမြတ်ကြီးရွှေမောင်းတီးကကောင်းချီကဲမပေးဝင်နှမည်မောင်းတီးစီကျော်ဒါတပောင်လည်းရှိတယ်ပေါ့နော် ဟုတ်ကဲ့ ရောက်ဒီမှာရောက်တဲ့ပုဂ္ဂိုလ်တွေထူကြပါရဲ့လို့ပြောချင်တော့ပေါ့ ဟုတ် နော် ကဲ့ပါခင်ဗျာ အဲတိတော်ရမေး ပြေးဆုံးပါတယ်ဟိုပါပြေးတာ ရှင်းပြပေးမယ် ဟုတ်ကဲ့ ဘာလို့မှားမှာဆို ဟုတ်ကဲ့ဟုတ်ကဲ့ ဦးလေးတို့လည်းဟိုစာပြီးတော့လေးလာပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ လေးလာတဲ့ခါကျတော့မပါစေချင် ဟုတ်ကဲ့ ဦးလေးဟိုတော့ဖတ်ဖူးလာရှိတယ်စာနဲ့ဆောင်တော့ ဟုတ် ဒါပေမဲ့တမိုင်းမှန်နဲ့သူတို့ရေးတာနဲ့လွဲနေ တွဲနေဟော အဲ့လိုလေးရှိတယ်နော် ဟော အခုဦးလေးတရားမို့ဟိုသူရဲ့နှစ်တာတော့အတိအကျလေးပြောပြ ဟုတ်ကဲ့ပါခင်ဗျအခုဒီတော့ဂါဂနနာပြောလိုက်တော့တမိုင်းအမှန်ကိုတီးသွားတာပေါ့နော်တော့မောင်တီနဲ့ဟိုကာလာရွေရောလို့ဖြစ်လာတယ်လို့ဘာလို့ဆိုတော့ဟိုရောထွေးနေတာပေါ့နော်ရောထွေးနေတာဒါမျိုးကြတော့ဦးလေးတို့ဒီကောပကအဖွဲ့ကနေပြီးတော့တေချာလဲရှင်းပြတော့ဟိုနောက်ပိုင်းနောက်လာနောက်သားတွေမှတ်သားတာလဲအမှန်ကြီးဖြစ်သွားတာပေါ့နော် ဒီ ကျွန်တော်လေ မှန်မှု ဟုတ်ကဲ့ တေချာစီစစ်ကြတော့ပေါ့နော် ဟုတ်ကဲ့ဗျာ စီစစ်တဲ့ခါတော့ဘလူပါလဲဆိုတော့ဟိုကျွန်တော်တို့ဦးစိုးညွန့်လေ ဟော ဒီလာ ဆို စစ် တော့ သူ ဒီလာစစ်သူဟော ပါပါရဲ့နောက်ဒေါက်တာနိုင်ပန်းလက် ဟော ဒေါက်တာမြို့တန့်တင် ဟော ဒေါက်တာခင်မောင်ညွန့်ဒါသမိုင်းပေါ်မှာခိုင်းပါနော်ဆိုတော့ဒီပုဂ္ဂိုလ်တွေကဒီကိုရောက်ရှိလာ ဟော ရောက်ရှိပြီးတော့မှဒီသမိုင်းကိုတည်တည်ချာချာစီစစ်ကြတယ်ပေါ့ ဟော ဆိုပြီးတော့အဲ့ဒီမှာထူးခြားချက်တစ်ခုကဒီဇေဒီကမွန်မင်းတစ်ပါးကတည်ထားပြီးတော့အနော်ထမင်းကြီးကပြန်လဲမွမ်းမန်တန်လား ဟော ဥရတော့မ ခုရတော့မကွဲဘူးပြင်နေအောင်ဟော ဆိုတော့အဲ့ဒီမှာအလုံးဒါစုံကြီးညှိနှိုင်းကြစိုးပြကြတဲ့အခါကျတော့ဒီဒေသကရခင်တော့ဥစ္စာပဲဘူးဒေသမွန်ပင်နေအုပ်စိုးတဲ့ဒေသ ဟုတ်ကဲ့ အဲတော့မွန်ပင်နေအုပ်စိုးတဲ့ဒေသဒီမှာရှိတဲ့ဇေဒီပစိုးတွေကရှေ့ကကြိုက်ဆို ကြိုက်ပါ ပါ လေ တယ် ဟော နော်ဒီမှာဒီဇေဒီတဆူပဲကြိုက်မရှိ အဲ့မ ဘူး ပါဘူးဟော ဒါထူးခြားချ ဟု က် တ်ကဲ့သူကြရင်ဟော နောက်တစ်ခုကခုနသမိုင်းကြောက်စာ ဟုတ်ကဲ့ ဒီမှာရိုက်သွားလိုက်ပါနော် ဟုတ်ကဲ့ရိုက်ပြရပါ ရိုက်ပြရ ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဒီသမိုင်းကိုမှတ်တမ်းတင်ထားတဲ့ဒါအနော်ထမင်းကြီးရဲ့ကြောက်စာအစ်စ် ဟော ဆိုတော့ဒီနှစ်ခုနဲ့ဒါကိုဆုံးဖြတ်ကြတဲ့အခါမှာဒီဇေဒီကအနော်ထမင်းကြီးရဲ့အောင်မှုတော်အစ်စ်ပါလို့ ဟော ဆုံးဖြတ်ချက်ထွက်လာတာ ဟု ပေါ့ တ် နော် ကဲ့ ဒါနောက်တစ်ခုကဗကန်နဲ့သူကဆောတယ် ဟော နောက်သက်တည်တစ်ခုကဗကန်နဲ့ဆောတယ်ဆိုတာကဒီအနော်ထမင်းကြီးဒီမှာတည်ပြီးတော့မှဒီဗကန်ကိုပြန်ဆန်တက်ပြီးတော့ရွှေစည်းကိုအနာရဆိုတဲ့ဇေဒီကြီး ဟော တဲလာတာ ဟော ဆိုတော့ဟိုကဗကန်ခိကဒီဇေဒီတဲ့ဒီဇေဒီရဆောတယ် ဟုတ်ကဲ့ ဆိုတော့ကဒီမှာရှိတဲ့ဥက္ကဋ္ဌတရားတွေကအမြင့်2ပေနဲ့9လက်မှ ဟုတ်ကဲ့ ဒီရက်က2ပေနဲ့6လက်မှ ဟုတ်ကဲ့ အထူက6လက်မှ ဟုတ်ကဲ့ အဲ့ဒီလိုကြောက်စာဒီပေါ့ဥက္ကဋ္ဌဒီဘုရားရုပ်ထုတော်တွေကဒီမှာကလွဲဘယ်မှမရှိဘူး ဟော ဗကမာရှိတဲ့ဥက္ကဋ္ဌတွေကတော့ရှစ်လုံးပါပဲရှိတယ်အကြီးဆုံးဆိုတော့အဲ့ဒါလည်းအဲ့ဒီတစ်ခု ဒီတူဟော ဒါပြတာ ဟုတ် ပေါ့ ကဲ့ နော် ပါဟော ဆိုတော့ဒီမှာဟိုအခုလောလောဆယ်ဟိုပြတဲ့တဲမှာတိတ်တိတ်ပြီးတော့ပြထားတာဒါဒီဥက္ကဋ္ဌဘုရားကြီးတွေရှိတယ် ဟုတ်ကဲ့ ဆိုတော့မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာဘယ်မှမရှိ ဟော ဘူးဒီမှာပဲရှိတယ် ပါကြော ဆိုတော့ဟိုတုန်းကမစ္စတာ
စီဒူရိုင်းဆယ်ဆိုပြစ်တဲ့လူမျိုးကြောက်ဆောင်ပြန်ကျင်သူပေါ့နော်ဒီကို1942ခုနှစ်လောက်ကရောက်ရှိတယ်သူ့မှတ်တမ်းရှိတယ် ဟုတ်ကဲ့ သူ့မှတ်တမ်းကိုပြန်ဖတ်တဲ့အခါကျတော့ဒါကိုလည်းသူကအတီးပြုတယ်ကွန်ဖမ်းလုပ်ခဲ့တယ်ဒီဇေရီယာနော်တာမင်းကြီးကောင်းပြီးတော့အစ်စ်ပါလို့ ဟုတ်ကဲ့ သူ့မှတ်တမ်းမှာလည်းရေးရတယ်ဆိုတော့ဒီမှာကဒီဇေရီတွေကကိုရိုတမန်ကိုရိုတွေကဒီမှာယာနဲ့ချီရှိတာဆိုတော့တခြားယူလာပြီးတော့ဒီမှာထားတာမဖြစ်နိုင်ဘူးဒီပြင်လူတယောက်ကယူနေ10စု15စုစသည်ဒီလောက်အများဆုံးပေါ့နော်အခုဒီမှာယာနဲ့ချီရှိတဲ့အတွက်ကြောင့်ဒါဟာလေအနော်တာမင်းကြီးရဲ့ကောင်းမှုတော့အစ်စ်ပါလို့သူ့ရဲ့မှတ်တမ်းမှာရေးထိုးခဲ့တယ်ဆိုတော့အဲ့လိုသူကလူတို့ဖတ်ဖူးတယ်ဟုတ်ကဲ့အဲ့ဒါပေါ့နော်ရောခုနပြောတဲ့သက်သေပြချက်ဒီဒီစီရီကြီးကတော့အနော်တာမင်းကြီးရဲ့ကောင်းမှုတော့အစ်စ်ပါလို့သူလေးကပြောချင်တာပေါ့နော်ဟုတ်ကဲ့ပါတက်တည်းခိုင်လုံးနဲ့ထောက်ထားအမှန်မှန်နဲ့ဆိုတာဒါကျင်းနေတာပေါ့ဘာဖြစ်လဲဆိုဟုတ်အဲ့ဒါပါသွားရတဲ့ကြီးတော်ပထမဆုံး1328ခုနှစ်မှာတင်ခဲ့တဲ့မြန်မာတက်ကြပေါ့နော်ဒါကြီးတော်ဒါကအခု2008နာခေတ်ကြောင့်သူကတင်းဆောင်သွားတဲ့အခါဒါကြီးတော်နှစ်ခုရဲ့သဘောအဲ့ဒီမှာဒီပထမဆုံးတင်တဲ့ဒီကြီးတော်ကြီးစတင်စဉ်တော့ခုနဦးလေးပြောဆို1328ခုနှစ်မှာတင်တော့ဒီပိုင်းရထားကိုဓာတ်ပုံရိုက်တာဟိုပိုင်းရထားနဲ့တင်တာပါကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါမှာဒီကြီးတော်ရဲ့အခုတင်ထားတဲ့ကြီးတော်ပေါ့နော်ဒီအဲ့ဘေးမှာကြောက်စီဓာကြီးပေါ်လာတယ်ကြောက်စီဓာမှာဗရမ ्या နီလာအခုရတနာမျိုးစုံနဲ့သူကတင်းတင်းချာချာကိုပေါ်လာတာအဲ့ဒါထူးခြားချက်တွေပေါ့နော်ဘယ်မှာရှိမလဲမရှိဘူးလေဒါပေမဲ့ဓာတ်ပုံရိုက်တဲ့အခါဓာတ်ပုံထဲမှာပေါ်လာနောက်တစ်ခုဒီမှာကထိန်လုပ်တယ်ကထိန်ပရိမျိုးချတယ်ဓာတ်ပုံရိုက်ရတယ်အဲ့တော့ပရိသမင်းရဲ့ထိတ်မှာမောင်ကြီးပေါ်လာဒါမြေပြင်မှာတော့မရှိဘူးဒါပေမဲ့ဓာတ်ပုံရိုက်တဲ့အခါကျတော့ပရိသမင်းထိတ်တဲ့မှာမောင်ကြီးပေါ်တယ်အဲ့မှာအဲ့လိုတော့ဒီမှာထူးခြားမှုတွေရှိတယ်နောက်တစ်ခုကဟိုးရှိလူကြီးတွေကဦးလေးတို့မမိခဲ့ဘူးမကြောက်ဘူးပေါ့နော်ရှင်းလူကြီးတွေဦးလေးတို့တဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေပြောခဲ့ဘူးတယ်ဒီအာယုန်တဲ့ချိန်တော့မှဒီဖရာကြီးတွေကလှဲပိန်းတော့ရှိတဲ့မောင်ကြီးအတန်ခဲဒီကွန်လုံးကြားတယ်သူကြားတဲ့လူတွေရှိတယ်ဆိုတော့ကြားခဲ့ရတယ်လို့ပြောခဲ့တယ်လူများများကလည်းဟုတ်တယ်ကြားလိုက်တယ်လို့သူကဘယ်အထူးမှမသိဘူးဆိုတော့အဲ့လိုထူးခြားမှုတွေရှိတယ်ပေါ့နော်အခုဦးလေးတို့နေတဲ့တော့တကယ်လေးလေးမြတ်မြတ်ထားတယ်ဘာလို့လဲဆိုတော့ဒီမြန်မာနိုင်ငံမှာဘုရားဘာသာမထွန်းကားမီချိန်တုန်းကဒီတထုံကဗိဓိယတော်မူနဲ့တကွဒါဘုရားရဲ့ဓာတ်တော်မူတော်တွေလည်းပါမှာပေါ့နော်ပြင့်ဆောင်လာပြီးတော့မှဒီမှာဒီစီကြီးကိုတည်တဲ့အတွက်ကြောင့်ဓာတ်တော်မူတော်အစ်စ်တွေရှိတယ်လို့ဒီလိုပဲလက်ခံရပြီးရောပေါ့နော်အဲ့ဒါကြောင့်မို့လဲတကူကြီးတယ်လို့ဆိုလို့ရတယ်အဲ့ဒါဆိုပြေဆုံးပါကျေးဇူးပါကျေးဇူးတင်ပါကျွန်တော်လည်းဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇီရီတော်ကြီးကိုတည်တည်ချာချာဖူးမြော်လေးလာခြင်းအကြောင်းဇီရီတော်ရဲ့အထက်ပစ်စရန်အထိခဲခဲနဲ့တက်ရောက်ပြီးလေးလာဖူးမြော်ခဲ့ပါတယ်ခင်ဗျာ对劲，哈，好个月牙呀，是，等一下啊，
မြတ်တဲ့ တက်စင်းတော့မလွယ်တော့ဘူး 那看怎么样？ ဟိုလည်းပူတာနေပြီရော 现在表演呢？啊，哪一刀？我给数一下。我怎么了？ ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့တောင်ဘလို့မှမတက်ဖြစ်တဲ့နေရာလေးပေါ့နော်အထက်ပြစ်စင်ရရဲ့အမြင့်ဆုံးနေရာလေးပါဒါစီရီယိုကြီးကိုအထက်ပြစ်စင်ရနောက်ဆုံးတက်လို့ရတဲ့နေရာပေါ့နော်အပေါ်ဘက်ကတော့ဘလို့မှတက်လို့မရတော့ဘူးအဲ့နေရာကိုကျွန်တော်အတင်းကုတ်ကက်တွယ်ပြီးတော့တက်လာတာပါရှူခင်းလေးကတော့အရန်လှပါတယ်ကျွန်တော်လည်းအတူလိုက်ပါပြီးတော့ကြည့်ရှုပါအောင်နော် မပြစင်မနော်ဒီရိုက်တော့ကျွန်တော်ပြစလိုက်ပါဦးမယ်အကမလာ အဲ့ဒါဆိုတော့တက်စင်းက ဒီစီဒီလေးတွေကတော့ဖျားဝင်းအတွင်းမှာတွေ့ရတဲ့အရန်စီဒီငယ်လေးတွေဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့ရွှေလေးလေးပေါ်မှာငွေစီဒီတည်ထားပြီးငွေလေးလေးပေါ်မှာရွှေစီဒီတည်ထားတာကိုထူးထူးခြားခြားတွေ့မြင်ခဲ့ရပါတယ်ခင်ဗျာဇီတော်ကြီးဒီထားပုံကိုလေ့လာတဲ့အခါအောက်ခြေကစတူရန်ပုံဖြစ်ပြီးဒုတိယအဆင့်ဟာအထကပုံအဖြစ်တွေ့ရှိရပြီးအပေါ်၃ဆင့်ဟာဆိုရင်စက်ဝိုင်းပုံသဏ္ဍာန်တည်ထားတာကိုထူးခြားစွာတွေ့ရှိရပါတယ်ဇီဒီတော်ကြီးဟာဆိုရင်အလွန်တက်ပယ်ပြီးပတ်ဝန်းကျင်ဟာတိတ်ဆိတ်အေးချမ်းတာကြောင့်ထွန်တီးမျိုးကိုလာမယ်ဆိုရင်ဝင်ရောက်ဖူးမြော်တင်ပါတယ်ခင်ဗျာအခုလိုကျွန်တော်တင်ဆက်ပေးခဲ့တဲ့သမိုင်းဝင်ဇီဒီတော်ကြီးနှစ်စုကိုဖူးမြော်ပြီးတော့ကြီးနှံ့တက်ကြမယ်လို့ထင်ပါတယ်ခင်ဗျာအဆင်ပြေမဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်ဒီထက်ပြီးတော့စူးစမ်းပြီးတော့ဆက်လက်တင်ဆက်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ